ဒီနေ့စင်ဂျောဆက်နူဗနာဒါဆူဆယ်နူဗနာတတမနေ့ဘောနော်ခုနချိန်မြောက်ယနေ့မှာတော့ပြီးတော့မှမီစာတရားဟောခွင့်ပြီးတဲ့ဘာဖျားတခင်ကိုစောပထမကျေးဇူးတင်ရတဲ့ဒီမှာတာဝန်ခံဖြစ်တဲ့ဖာသာအော်ဂတ်စတင်ကိုတော့ဒီမှာတာဝန်ရှိကြတဲ့ဆရာကြီးဆရာကြီးဘာသာသူပုံမှန်မှာအားလုံးကိုကျေးဇူးတင်ကြောင်းသူစွာပြောကြားလိုပါတယ်ကျွန်တော်တို့အခုခုနရမြောက်လည်းဖြစ်ပြီဆိုတော့တန်စုစဲအကြောင်းကိုပဲကြားနေကြပြီလားမသိဘူးနော်ညီးနေကြပြီလားမသိဘူးညီးငွေကြပြီလားညီးငွေပါဦးနော်ဖျားတရားအကြောင်းတော့ကြားမြဲကြားရှင်းကြတာနော်ဆိုတော့တန်စုစဲအကြောင်းကိုကျွန်တော်တို့အနေငယ်ထောက်ရှုချင်ပါတယ်ဆိုတော့တန်စုစဲအကြောင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်သူ့ကိုကြားစာထဲမှာတော့ကျွန်တော်တို့အများကြီးတော့မတွေ့ရဘူးသူစနာကသူစကားတခွန်းမှမပြောဘူးလေနော်ကျန်းစာထဲမှာတန်ဆူစရာစကားတခွန်းမှမပြောဘူးပြီးတော့မှသူဟာတခင်ခရစ်တော်ရဲ့ဧဝံဂေလိတရားစပြီးတော့မှသူ့ရဲ့မှုတော်ဆောင်လုပ်ငန်းစတင်တဲ့အချိန်ကိုလည်းသူမသိခဲ့ရဘူးတဲ့မတွေ့ခဲ့ရဘူးပေါ့နော်ပြီးတော့မှသူဘယ်ချိန်မှာတည်သွားတယ်ဘယ်ချိန်မှာတကြိုတယ်ဆိုတာလဲဘယ်နေရာမှာတကြိုတယ်ဆိုတာလဲမသိရဘူးပေါ့သူ့အကြောင်းကိုကျွန်တော်တို့သိရတာနည်းနည်းကလေးပဲရှိတယ်ပေါ့နော်ဆိုပေမဲ့လို့သူ့ကိုတရားကြီးညူတာတော့တဲ့လေးရာစုကလေးကနေစပြီးတော့မှเนาะဒီရှေးဦးခရစ်ယာန်တွေကအထူးသဖြင့်ဒီ Eastern Coptic ဆိုတဲ့เนาะရှေးတိုင်း Coptic ခရစ်ယာန်တွေကဥစွာသူတို့တရားကြီးညူကြတာကိုကျွန်တော်တို့တမိုင်းမှာကျွန်တော်တို့တွေ့ရတယ်ပြီးတော့မှဒုတိယအနေနဲ့ကျတော့ Saint Teresa of Avila เนาะ1689မှာသူရဲ့ကာမလိုက် order เนาะကာမလိုက်သင်္ကန်းပြန်လဲပြီးတော့မှ reform ပြန်လဲပြုပြင်ဖို့ရန်အတွက်เนาะဒီ Saint Joseph ကို patron saint ဖြစ်เนาะသူတတ်မှတ်ပြီးတော့မှအားကိုးပြီးတော့မှပြုလုပ်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့မှသူ့ကိုဂုဏ်ပြုပြီးတော့မှပွဲတွေကျင်းပခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါ Saint Teresa of Avila နဲ့ပြီးတော့မှเนาะSaint Joseph ကိုဂုဏ်ပြုပြီးတော့အားကိုးတဲ့အကြောင်းကျွန်တော်တို့ဒီတော့တမိုင်းထဲမှာကျွန်တော်တို့တွေ့ရတယ်ကျွန်တော်အတင်းတော်အနေနဲ့ကစပြီးတော့မှဒီ Saint Joseph ကိုအားကိုးတာနော်ဆိုတာပဲခြေကနေစလာလဲဆိုတော့ Pope Pius တနာရနေပြီးတော့မှနော် Vatican 1ပေါ့နော်ပထမ Vatican Council စည်းဝေးမှာ1890လောက်မှာပေါ့နော်ဆိုတော့အဲ့မှာဒီတင်းတော်ကြီးတစ်ခုလုံးရဲ့ Patron Saint ပေါ့နော်တင်းတော်ကြီးတစ်ခုလုံးအားကိုးအားထားရတင်းတော်တစ်ခုလုံးကိုကာကွယ်စောင့်ရှောက်တဲ့ယဟန္တာဖြစ်အဲ့ဒီချိန်မှာစပြီးတော့မှတတ်မှတ်တယ်ပြီးတော့မှ Pope Pius XII လာတော့နော်1955မှာဒီ Patron of Worker အလုပ်သမားတွေကိုကာကွယ်စောင့်ရှောက်တဲ့ပုဂ္ဂိုလ်ယဟန္တာဖြစ်နော်မီလတရနေ့ပေါ့နော်အလုပ်သမားများနေ့အဲ့မှာတတ်မှတ်တာကျွန်တော်တို့တွေ့ရတယ်ဒါတွေကတော့ကျွန်တော်တို့တမိုင်းမှာကျွန်တော်တို့တွေ့ရတဲ့ချန်ပီယံလေးပေါ့နော်သူ့ရဲ့အကြောင်းဆိုတော့ဒီကနေ့ကျွန်တော်တို့သူ့ကိုတရားချင်းညူပြီးတော့မှသူ့ကိုအားကိုးပြီးတော့မှကျွန်တော်တို့စုတောင်းကြတယ်။ဘာဖြစ်လို့လဲ။ကျမ်းစာထဲမှာလည်းတွေ့ရတာအနေချင်းလေးပဲ။ဒါမဲ့လို့သူဟာမေတော်တခင်မှပြီးရင်သူဟာယန္နာတွေအားလုံးထဲမှာသူဟာအကြီးမြတ်ဆုံးဖြစ်တယ်။မေတော်တခင်မှပြီးရင်ဘာဖြစ်လို့လဲဆိုတော့သူဟာတခင်ခရစ်တော်နဲ့အနီးကပ်ဆုံးနေခွင့်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီမှာသူ့ရဲ့ယုံကြည်ခြင်းသူ့ရဲ့စိတ်တော်ထားကြီးမြတ်ခြင်းပြီးတော့မှဒီမေတော်သခင်မနဲ့သူငယ်တော်ယေရှုကိုသူကာကွယ်စောင့်ရှောက်ခြင်းသူရဲ့မိသားစုအတွက်သူမရက်တည်ခဲ့ခြင်းဒါတွေကိုကျွန်တော်တို့ဂုဏ်ပြုခြင်းအားဖြင့်သူ့ကိုအားကိုးကြတယ်အဲ့ဒါကြောင့်လို့เนาะကျွန်တော်ဒီကနေ့ကျွန်တော်တို့နိုဗနာတွေမှာဆုတောင်းနေခြင်းမှာဒါတွေပါလဲအိမ်ထောင်ဦးစီးတွေအတွက်အိမ်ထောင်ပြုဖို့ပြင်ဆင်တဲ့သူတွေအတွက်အိမ်ထောင်ဖက်ရွေးချယ်တဲ့သူတွေအတွက်အလုံးလက်မဲ့ဖြစ်နေတဲ့သူတွေအတွက်အိမ်ထောင်ရေးအစင်မပြေဖြစ်နေတဲ့သူတွေအတွက်အားကိုးအားထားရဖြစ်သူ့ကိုတတ်မှတ်ပြီးတော့မှကျွန်တော်တို့ကိုးစားကြတယ်သူအားဖြင့်ကျွန်တော်တို့ဆုတောင်းကြတယ်ဆိုတော့ကျွန်တော်တို့ပထမအဆုံးကျွန်တော်တို့သူ့အကြောင်းကိုထောက်ရှုတဲ့ချိန်မှာဘာတွေ့ရလဲဆိုလို့ရှိရင်သူဟာဖြောက်မှတ်မှန်ကန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘာဖြစ်လို့လဲကောင်းကင်တမန်တော်ကသူ့ရဲ့
သူနဲ့စစ်ဆက်ထားတဲ့နော်ပြုကညာမေရောမာရီယာကိုလာပြီးတော့မှအမိန့်တော်ပြန်တဲ့အချိန်မှာဗျာဒိတ်ပြီးတဲ့အချိန်မှာသူတို့ကစစ်ဆက်ပြီးသားဖြစ်နေတယ်ဒါမျိုးလို့မေရောကလက်ခံလိုက်တယ်မေရောကလက်ခံပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဒီတခင်ခွတ်တော်တည်းယူတယ်ပေါ့နော်ဆိုတော့အဲ့ဒါပြီးမှနော်အဲလီဇဘက်ကလည်းပဲအကြမ်းဖြင့်ကြည့်မယ်ဆိုရင်အဲလီဇဘက်ကလည်းပဲဂျွန်ဘပ်တစ်အားကိုသူဗီဒရီဆွဲတာ6လလောက်ရှိပြီဆိုသူကြားတဲ့အချိန်မှာတွားပြီးမှကူညီဖို့မေတော့တွားတယ်ဆိုတော့ပြန်လာတဲ့အချိန်မှာစင်ဂျိုဆက်နဲ့တွေ့တဲ့အချိန်မှာမေတော့တခင်မဒီမေတော့အောင်ဗီဒရီဆွဲနေတယ်ဆိုတာတီးရဆိုတော့ဒီဂျူးထုံးစံမှာကျွန်တော်တို့ကြည့်တဲ့အချိန်မှာဒီစစ်ဆက်ထားပြီဆိုလို့ရှိရင်ဒါကဒီလက်ထက်တာနဲ့အတူတူပဲပေါ့နော်လင်မယားဖြစ်နေတာနဲ့အတူတူပဲဆိုတော့အဲ့လောက်ထိကိုသူတို့တင်းကျပ်ထားတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကြောင့်မလို့ဂျောဆက်ကဘာလို့ဖို့စိတ်ကူးလဲသူကတိတ်တစိတ်တော့ divorce လုပ်ဖို့နော်ကွာရှင်းဖို့သူစိတ်ကူးထားတာကိုကျွန်တော်တို့တွေ့ရတယ်ကျမ်းစာထဲမှာသူဟာဖြောင့်မြတ်မှန်ကန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်တကယ်တမ်းသူတို့ရဲ့ဂျူးထုံးစံမှာအဲ့လိုစစ်ဆက်ထားပြီးသူ့ရဲ့ဇနီးသူ့ရဲ့ခင်မွန်းနဲ့ပေါ့နော်မဟုတ်ဘဲနဲ့တခြားသူနဲ့ပြင်မာပြီးတော့မှတရေရတယ်ဆိုလို့ရှိရင်ကိုဝင်ရတယ်ဆိုလို့ရှိရင်ကြောက်ခဲနဲ့ပြစ်တတ်ဖို့သူတို့မှာဥပဒေရှိတယ်တရားဥပဒေတိုင်းသာမှန်ကန်တဲ့နိလန်းတိုင်းသာလုပ်မယ်ဆိုလို့ရှိရင်မေတော်သခင်မဟာကြောက်ခဲနဲ့ပြစ်ပေါက်ခြင်းခံရမယ့်သူဖြစ်တယ်တရားဥပဒေတိုင်းသွားမယ်ဆိုလို့ရှိရင်ဒါမဲ့လို့ဒီကနေ့ကျော်ဆက်ကအဲ့လိုမလုပ်ဘူးတိတ်တစိတ်ကိုရှင်းဖို့သူဆုံးဖြတ်ထားတယ်ပြီးတော့မှနော်အဲ့လိုစဉ်းစားနေတဲ့အချိန်မှာပဲအိမ်မက်ကနေသူတိရတဲ့ဟာမင်းတို့တခင်မဟာတရှင်တော်ဝိညာဉ်တော်နဲ့ဘုရားရဲ့ဥတော်တိုင်းပေါ့နော်ပရိသေစေကြောင့်သူတည်တဲ့အချိန်မှာဒါကိုသူလက်ခံတယ်ကာကွယ်စောင့်ရှောက်ပေးဖို့သူလက်ခံခဲ့တော့ကျွန်တော်တို့တွေ့ရတယ်ဒါလေးကိုကြည့်ချင်းအဖြစ်ပေါ့နော်ကျွန်တော်တို့လင်မယားကြားထဲမှာဇနီးနဲ့ခင်ပွန်းကြားထဲမှာမိသားစုကြားထဲမှာကျွန်တော်တို့အိမ်ထောင်တဲတွေကြားထဲမှာယောက်ျားနဲ့မိန်းကလေးကြားထဲမှာကျွန်တော်တို့အထက်အငေါ့လေးတွေရှိကောင်းရှိနိုင်တယ်ပြမမိတာလေးတွေရှိကောင်းရှိနိုင်တယ်အလိုမကျတာတွေရှိကောင်းရှိနိုင်တယ်ဒီနေ့ဂျောဆက်ကမလုပ်လဲသူဟာခွင့်လို့ချင်းကိုဘုရားရဲ့အလိုတော်တိုင်းလက်ခံလိုက်ခြင်းကိုသူရွေးချယ်ခဲ့တယ်တရားတိုင်းသူစီရင်ဖို့မကြိုးစားဘူးကျွန်တော်မိသားစုအတွင်းမှာဖြစ်ပျက်တဲ့ပြဿနာတွေကိုကြည့်လိုက်တဲ့အချိန်မှာမင်းမှန်တယ်ငါမားတယ်အဲ့လိုမပြောဘဲနဲ့နော်ငါမှန်တယ်မင်းမားတယ်လက်ညှိုးထိုးပြီးတော့မှတယောက်နဲ့တယောက်အပြစ်တင်ကြတဲ့အချိန်မှာဘာဖြစ်လဲမိသားစုမှာပြဿနာတွေပွားလာတော့ကျွန်တော်တို့တွေ့ရတယ်ဒီကနေ့စင်စောဆက်လို့ပေါ့ကျွန်တော်တို့တွေသူ့အမားကိုနဲနဲ့ထနဲအောင်ကျွန်တော်တို့ခွင့်လွတ်နိုင်အောင်နားလည်ပေးနိုင်အောင်တက်ရှင်မယ်ဆိုလို့ရှိရင်မိသားစုအတွင်းမှာနော်ပို့ပြီးတော့မှပြောဆွေးစရာကောင်းတဲ့မိသားစုဖြစ်လာမယ်ဆိုတာကိုကျွန်တော်တို့ဒီကနေ့စင်စောဆက်ရဲ့အကျင့်အားဖြင့်ပေါ့နော်သူရဲ့ virtue သူရဲ့ပါရမီအားဖြင့်ကျွန်တော်တို့အတူယူဖို့ဖြစ်တယ်။ဟိုဒုတိယအနေနဲ့ရှင်ဇောဆက်ကဘာလုပ်လဲတကောင်စီရင်ကောက်ယူဖို့ရအတွက်နော်ဒီစီဇာအော်ဂတ်စ်တူကနော်သူရဲ့နိုင်ငံတွင်းမှာတကောင်စီရင်ကောက်ယူဖို့အမိန့်ထုတ်တယ်။အဲ့ဒါတမလို့သူဇာတိမြေကိုတွားပြီးတော့မှစရင်တွင်းရမှာဖြစ်တယ်။အဲ့ဒီမှာမေတော်တခင်မနဲ့တွားတယ်။အ
အဲ့ဒီမှာပဲစင်မှာမွေးတယ်ပေါ့နော်တခင်ခရစ်တော်မွေးတယ်အဲ့လိုမွေးတဲ့အချိန်မှာဟေရိုမင်းကြီးကတတ်ချင်တယ်နော်ကလေးတွေကိုတတ်ချင်တယ်ဆိုတာတရင်ကိုကြားတဲ့အချိန်မှာသူအီဂျစ်ပြည်ကိုပြေးတယ်အီဂျစ်ပြည်ကလည်းအိမ်မက်ရပြီးတော့မှနော်ဒီဟေရိုမင်းကြီးတည်သွားပြီဆိုတာကိုသူကြားသိတဲ့အချိန်မှာနေကိုပြန်လာတယ်ဂါလိလဲနေကိုပြန်လာတယ်ဘက်သလင်မြို့ဂျူဒီယာပြည်ကိုလာမလို့သူစဉ်းစားတယ်ဒါပေမဲ့လို့အဲ့ဒီမှာအုပ်ချုပ်တဲ့သူကဟေရိုရဲ့သားအာခီလီဦးဆိုတဲ့ပုဂ္ဂိုလ်ဖြစ်နေတဲ့အဲ့မှာမတော်ရဲပဲနဲ့ဘယ်မှာတော်လဲဆိုလို့ရှိရင်နော်တကယ်တမ်းတော့ဂျူဒီယာပြည်ကိုတွားဖို့ဖြစ်တယ်အဲ့မှာမတော်ပဲနဲ့ဂါလိလဲယာနဲ့နာဇရက်မြို့ကိုပဲသူတွားတယ်ဆိုတော့ဒါလေးကိုကြည့်ပြီးရှင်းတဲ့ချိန်မှာဖခင်ပီတာမှုနော်အိမ်ထောင်ဦးစီးပီတာမှုဆိုတာကျွန်တော်တို့ဒီနေရာမှာတွေ့ရတယ်ဒီအီဂျစ်ပြည်ကိုပြေးဖို့ပဲဖြစ်ဖြစ်တကောင်စင်းတွေတွားပြီးတော့မှပြေးဖို့ပဲဖြစ်ဖြစ်ဒီဟေရိုမင်းကြီးရဲ့ယဟန်နဲ့ပြေးဖို့ပဲဖြစ်ဖြစ်ဘလောက်ထိအခက်အခဲတွေသူတို့ကြော်လွှားရမှာလဲဖခင်တယောက်အနေနဲ့ကြုံတွေ့ရမယ့်အခက်အခဲတွေဘလောက်ထိများမလဲဆိုတာကျွန်တော်တို့ဒီနေရာမှာစဉ်းစားကြည့်လို့ရတယ်သူမတိတဲ့သူမတွားဖို့တဲ့တိုင်းတစ်ပါးပြည်ကိုသူတွားရမယ်သူတို့ပြင်ဆင်ထားတာဒီမှာဘယ်လင်မှာတွားပြီးမှစရင်တွင်းဖို့ထီပဲသူတို့စီစဉ်ထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ငွေကြီးလည်းအစဉ်ပြေစင်သွားပြည်တယ်ဒါပေမဲ့လို့သူတို့အီဂျစ်ပြည်ထိသူတို့ပြေးရတယ်ဖခင်တူရဲ့တာဝန်တည်တဲ့စိတ်ဖခင်တူရဲ့မိသားစုအတွင်းမှာရှိတဲ့ကိုယ့်ရဲ့ဇနီးကိုယ့်ရဲ့သားသမီးတွေလုံခြုံဖို့ရန်အတွက်သူ့ရဲ့ကြိုးစားအားထုတ်မှုကျွန်တော်တို့ဒီနေရာမှာတွေ့ရတယ်နော်ဒီလိုပဲပေါ့နော်ကျွန်တော်တို့ရဲ့မိသားစုတွေမှာအရေးကြီးဆုံးကဖခင်ပဲဖြစ်တယ်ဖခင်ကမိသားစုအတွက်မိသားစုလုံခြုံဖို့ရန်အတွက်မိသားစုဘေးကင်းဖို့ရန်အတွက်မိသားစုစာဝင်ရဲ့စင်ပြေဖို့ရန်အတွက်မိသားစုဘေးရန်ရန်သူရဲ့လက်ကနေပေါ့နော်ကာကွယ်နိုင်ဖို့ရန်အတွက်ကြိုးစားအားထုတ်တဲ့ဖခင်ဖြစ်ဖို့လိုအပ်တယ်ဖခင်ပီတာဖို့လိုအပ်တယ်မိသားစုမှာပြဿနာရှာဖို့ပတ်ဝန်းကျင်မှာပြဿနာရှာတဲ့သူမျိုးဖြစ်ဖို့လိုအပ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့တွေ့ရပြီးတော့မှတတိယချက်အနေနဲ့ကျွန်တော်တို့ကြည့်တဲ့အချိန်မှာတခင်ခရစ်တော်ကရှေ့ရမြောက်တဲ့နေ့မှာအရေးဖျားလေးတယ်အဲ့ဒါရင်မကသေးဘူးနော်မောစေပြည့်ဥပဒေနဲ့အညီတန်ဆင်းစကြခြင်းဝိနည်းကိုပြုဖို့ရန်အတွက်ထာဝရဘုရားဆက်ကပ်ပူဇော်ရယေရုရှလင်မြို့ကိုတွားတယ်နော်အဲ့ဒီမှာသူတို့ရဲ့ထုံးစံအတိုင်းပေါ့နော်တာဝူကိုသူတို့ပူဇော်ရတယ်ဂျိုးနဲ့လည်းဖြစ်ဖြစ်ကိုနဲ့လည်းဖြစ်ဖြစ်ရှိတဲ့သူတွေကတော့နော်တိုးတွေနဲ့ဖြစ်ဖြစ်ပူဇော်ရတယ်ဒါပေမဲ့လို့သူတို့ကစင်းရတဲ့အတွက်မလုပ်လဲဂျိုးနဲ့လေးနဲ့ပဲပူဇော်တယ်ပြီးတော့မှနောက်ဆက်ပြီးတော့မှကျွန်တော်တို့ကြည့်တဲ့အချိန်မှာပြည့်ညက်တရားထုံးစံများကိုပြည့်စုံဆောင်ရွက်ပြီးဂါလိလဲနဲ့နာဇရက်မြို့သို့ပြန်လာတယ်ပြီးတော့မှကိုရောဤမိဘနှစ်ပါးတို့ဒီနော်ရှင်လူကခန်းကြီးနှစ်မှာကျွန်တော်တို့ဆက်ဖတ်မယ်ဆိုလို့ရှိရင်ကိုရောဤမိဘနှစ်ပါးတို့ဒီနှစ်စဉ်နှစ်တိုင်းပါစကာပွဲတော်အတွက်ယေရုရှလင်မြို့ကိုတွားတယ်ပြီးတော့မှတခင်ခရစ်တော်နော်တခင်ယေရှုလေးလည်းကိုရောဒီမိဘတို့နဲ့လိုက်ပါ၍နာဇရက်မြို့သို့ရောက်တော့သူတို့နာခံရဆိုတော့တော့ကြည်ချင်းအဖြစ်ပေါ့နော်သူတို့ဟာသူတို့ရဲ့လိုက်နာရမယ့်ဥပဒေသူတို့ရဲ့ယုံကြည်တဲ့ဘာသာရဲ့ချမှတ်ထားတဲ့ဥပဒေတွေကိုသူတို့လိုက်နာတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာတွေ့ရတယ်ဒါနော်ရှင်ဂျိုးဆက်ရဲ့ဖခင်တယောက်ရဲ့သားသမီးတွေကိုမိသားစုကိုဘာသာရေးမှာဦးဆောင်ပြတယ်လမ်းညွှန်တယ်ဘာသာရေးရဲ့လူအပ်ချက်တွေဘာသာရေးရဲ့တောင်းဆိုချက်တွေကိုတတ်နိုင်တဲ့လောက်စင်းရဲပြီမဲ့လို့ကြိုးစားပြီးတော့မှဖြည့်ဆည်းတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကကျွန်တော်တို့မိသားစုထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ဖခင်တွေလည်းပဲနော်ဆင်ဂျိုးဆက်ကဲ့သို့ကျွန်တော်ရဲ့ဘာသာရေးမှာဘာသာရေးရဲ့တောင်းဆိုတာဘာတွေလဲဘာသာရေးရဲ့ဥပဒေတွေကဘာတွေလဲဘာသာရေးရဲ့ထုံးတမ်းစင်လာတွေကဘာတွေလဲဘာသာရေးရဲ့ကြီးဝတ်တွေကဘာတွေလဲအတင်းတော့ဘာတွေကိုငါတို့တွင်တယ်လဲဒါတွေကိုကျွန်တော်တို့တာသမီတွေကိုကျွန်တော်တို့တွင်တင်ဖို့လိုအပ်တယ်သူ
တင်းတင်းယုံမီမကောက်ကျွန်တော်တို့လမ်းပြဖို့လိုအပ်တယ်ကျွန်တော်တို့ကိုနိုင်ပါဖျားเจ้าကိုကိုယ့်ရဲ့သားသမီးတွေကိုဖျားเจ้าကိုပို့ဖို့လိုအပ်တယ်ဖျားနဲ့ထိတွေ့နိုင်အောင်လို့ဖျားကိုတိနိုင်အောင်လို့ဖျားရဲ့ကျင့်ဝတ်တွေကိုလိုက်နာနိုင်အောင်လို့လမ်းပြဖို့ဥဆောင်ဖို့လိုအပ်တယ်ဆိုတော့ဒီကနေ့ရှင်ဂျိုဆက်ရဲ့ဘဝတတကျွန်တော်တို့လမ်းပြပေးနေတယ်ဆိုတော့ကျွန်တော်တို့ဒါလေးကိုထောက်ဆုရှင်းစားပြီးတော့မှကျွန်တော်တို့ရှင်ဂျိုဆက်နဲ့အတူပေါ့နော်ကျွန်တော်တို့မိသားစုမှာဖခင်တွေရောက်သားသမီးတွေကလည်းသားသမီးတွေရောက်ကျွန်တော်တို့လိုက်နာရမယ်လှုပ်ဆောင်ရမယ်ဒီဘာသာရေးကိုတရားလေးကိုလည်းကျူစာဖြစ်စီဖို့ကျွန်တော်တို့အောက်ထုတ်ကြရမှာပဲဖြစ်တယ်ပြီးတော့မှဒီကနေ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဖတ်ရတဲ့အေဗလီတရားတော်ထဲမှာကြည်လိုက်တဲ့အချိန်မှာမတွေ့ရတယ်သူ့သားလေးအတွက်နော်ကာဖာနာဝုမှာရှိတဲ့သူ့သားလေးအတွက်ပေါ့နော်ဒီကာနာမြို့ကိုလာပြီးတော့မှတခင်ခရစ်တော်ရှိမှလာပြီးတော့မှတောင်းခံတယ်သူ့သားလေးကျမ်းမာဖို့ရန်အတွက်အဖွယ်ရများကိုမမြင်ရရင်ယုံကြည်လိမ့်မည်မဟုတ်ဆိုပြီးတော့မှဗျာတခင်ခရစ်တော်ပြန်ပြောတဲ့အချိန်မှာသူကဘာပြောလဲတခင်ကျွန်တော်ဤသားမသိမီကြွလာပါဆက်ပြီးပြောတယ်သူ့အဖေရဲ့ယုံကြည်ခြင်းကျွန်တော်ဒီနေရာမှာတွေ့ရတယ်ကျွန်တော်တို့ကတခါလေယုံကြည်ခြင်းလို့ဆိုတဲ့နေရာမှာမတွေ့မြင်သေးတာကိုကျွန်တော်တို့ယုံကြည်တာကိုယုံကြည်ခြင်းလို့ခေါ်တယ်တွေ့မြင်ပြီးသားကိုတွေ့မြင်မှနမိတ်လက္ခဏာတွေပြမှနမိတ်လက္ခဏာတွေမြင်မှယုံကြည်တာမဟုတ်ပဲနဲ့အဲ့ဓာတွေကိုရလက်ကိုမတွေ့သေးဘူးအကျိုးကိုမတွေ့သေးဘူးအဲ့ဒါကိုပဲယုံကြည်တာကိုးစားတော်မှယုံကြည်ခြင်းလို့ခေါ်တယ်ဆိုတော့ဒီကနေ့ဒီအမတ်ကြီးဘောနော်အမတ်ကသူ့တာအတွက်တောင်းလျှောက်ပေးတဲ့တောင်းပန်ပေးတဲ့နေရာမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကြည့်တဲ့အချိန်မှာဘာတွေ့ရလဲဆိုလို့ရှိရင်တခင်ခရစ်တော်ပြောလိုက်တယ်အဲ့ဒါနဲ့တွားလို့တင်းဤတာအသက်ချမ်းသာရလိမ့်မည်ပြောလိုက်တယ်အဲ့လိုပြောလိုက်တာက तू ကဘာဖြစ်လဲဆိုလို့ရှိရင်ဘာမှပြန်ပြီးတော့မထူးတော့ချက်ချင်း तू အိမ်ပြန်သွားတယ်သူဒီမိမိအားကိုယ်တော်မိန့်တော်မူသောစကားကိုယုံကြည်လျက်ပြန်သွားလေ၏အဲ့ဒီကာနာမြို့ကနေသူ့သားရှိတဲ့ကာဖာနာမြို့ကိုပြန်သွားတယ်နော်ပြန်ရောက်တဲ့အချိန်မှာမြင်းမြတ်တဲ့အချိန်မှာမိမိသားပျောက်ကင်းချမ်းသာရသည့်အချိန်နိုင်ကိုမြင်းမြတ်တဲ့အချိန်မှာတဲ့ယမန်နေ့ငွန်းလဲတနာရီအချိန်တွင်အဖျားပျောက်ကင်းတယ်တရက်မနေ့လုံးဝပျောက်သွားတယ်လို့ဆိုတယ်ဆိုတော့ပြောချင်တာသူသွားတဲ့လမ်းခရီးကတရက်လောက်ကြာတဲ့တဘောမှာရှိတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်သူဖျားတခင်ခရစ်တော်ကပြောလိုက်တာကိုသူမတွေ့သေးဘူးအဲ့ဒီသူ့သားတက်ချမ်းသာရတယ်ဆိုတာကိုသူတခင်ခရစ်တော်ပြောလိုက်တဲ့စကားကိုသူယုံကြည်ပြီးတော့မှသူပြန်သွားတယ်ချက်ချင်းတွေ့တာမဟုတ်သေးဘူးသူလမ်းခရီးတရက်လောက်ကြာတယ်တော့ဒါကျွန်တော်တို့တွေ့စဉ်းစားစရာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲကျွန်တော်တို့လည်းဘဝအသက်တာမှာပေါ့နော်ဆူတောင်းတဲ့ခါမှာပဲဖြစ်ဖြစ်မိသားစုတွင်းမှာကျိုးစားရုန်းကန်ရတဲ့ခါမှာပဲဖြစ်ဖြစ်ကိုလုပ်တဲ့အရာတွေကရလက်မထင်ဘူးအကျိုးမမြင်ဘူးကိုရဲ့ဆူတောင်းခြင်းတွေကအကျိုးမမြင်ဘူးဒါပေမဲ့လို့ဆက်ပြီးတော့မှတောင်းဖို့လိုအပ်တယ်ဆက်ပြီးတော့မှကြိုးစားဖို့လိုအပ်တယ်ဆက်ပြီးတော့မှအားထုတ်ဖို့လိုအပ်တယ်အဲ့ဒါမှသွားပြီးတော့မှနောက်တနေ့မှပဲသူ့တာချမ်းမာတာကိုသူသိရတယ်အဲ့လိုမျိုးပဲเนาะကျွန်တော်တို့ဆက်ပြီးတော့မှတခင်ခရစ်တော်ကတော့ချမ်းသာရမယ်ချမ်းသာရမယ်မိယုံကြည်မင်းယုံကြည်မင်းချမ်းသာမယ်မင်းယုံကြည်မင်းတောင်းလဲဆုရမယ်မင်းယုံကြည်မင်းအောင်မြင်မယ်မင်းယုံကြည်မင်းကုသခြင်းရမယ်ကျွန်တော်တို့ပြောနေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမှာကျွန်တော်ရဲ့ကြိုးစားအားထုတ်ခြင်းတွေမှာကျွန်တော်တို့စိတ်ဓာတ်မကြဘူးဆက်ပြီးတော့မှကျွန်တော်တို့ဒီအမတ်ကြီးကနော်ဆက်ပြီးတော့မှသူအိမ်ပြန်ပြီးမှလမ်းမှာရှောက်ပြီးမှသွားနေတယ်လို့ပဲကျွန်တော်တို့မရောက်မချင်းဆက်ပြီးတော့မှသွားနေဖို့လိုအပ်တယ်ဆိုတော့ဒီကနေ့ကျမ်းစာတော်ကကျွန်တော်တို့ကိုခွန်အားပေးနေတယ်နောက်ဆုံးအနေနဲ့
ဘာလို့လဲဆိုလို့ရှင်သူကိုယ်တိုင်နဲ့သူဤအိမ်သူအိမ်သားအားလုံးတို့ဒီယုံကြည်ကြလေကျွန်တော်တို့ဘုရားရဲ့ကျေးဇူးတော်တွေကိုကျွန်တော်တို့ခံစားရတဲ့အချိန်မှာကျွန်တော်တို့မိသားစုအလိုက်တိုင်သားစုလုံးအလိုက်ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုလက်စစ်ကမ်းဖို့လိုအပ်တယ်ယုံကြည်ခြင်းကိုတက်တည်ခံဖို့လိုအပ်တယ်ဆိုတော့ဒီကနေ့ဒီအမှတ်အားဖြင့်ကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကနေ့ဒီနုဗနာမှာပါဝင်ခြင်းအားဖြင့်ကျွန်တော်တို့မိသားပူဇော်ခြင်းအားဖြင့်ကျွန်တော်တို့မိသားစုအတွင်းမှာလိုအပ်တဲ့ကျေးဇူးတော်တွေလိုအပ်တဲ့ကျမ်းမာခြင်းစီးပွားရေးလုပ်ငန်းဆောင်တာစဆရာရာတွေအောင်မြင်ဖြစ်ထွန်းနိုင်ဖို့ရန်အတွက်နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်တက်တာ၌လည်းယုံကြည်ခြင်းတွေတနေ့တစ်ချက်တနေ့ပေါ့နော်ပို့ပြီးတော့မှစတဲ့ဘုံတူပေါ်လာနိုင်ဖို့ရန်အတွက်မိစားကြရမယ်မှာဆက်လက်ပြီးတော့မှတောင်းလျှောက်ကြပါစို့